ဘရင်မရေကူးကန်းဆိုပြီးတော့လာကြည့်တာဆက်စချင်းမှာစိတ်ပါပြတ်သွားတယ်4000တုံးကြီးမို့လို့လေဒါကဝင်ပေါက်ကပူပူလေးဆိုတော့အဲ့ခေတ်ကလူတွေကတိတ်ပြီးတော့ထွားကြိုင်ကြိုင်ကြီးတွေမဟုတ်ဘူးထင်တာပဲဒါအင်ဒိုအစ္စလာမစ်ပိတုကာတွေနဲ့စောက်ထားပြီးတော့ဒီလိုအမိုးကုန်းတွေကိုပြောတာဒါရေကူးကန်ရဲ့အပြင်ဘက်ကတူမြောင်းလေကန်ပတ်လဲကိုအဲ့လိုတူမြောင်းတူထားတယ်ဒါက open air ရေကူးကန်ပေါ့ညဘက်ဆိုလှမယ်ဒါကလေသာဆောင်လေးတွေခေါ်မလားသူများမကောင်းကြောင်ကိုကောင်းကြောင်ပြောကြတဲ့နေရာဖြစ်နေတယ်ဒါကရှီဝါရဲ့လိန်တန်လို့ခေါ်တယ်တူးမြောင်းတဲ့ရေတွေဒီကြောက်ကနေတဆင့်စီးစင်းတာပေါ့ဒါနည်းနည်းချက်မှထားတဲ့အခုခေတ်ဆိုတော့ plastic cornice တထားသလိုမျိုးပေါ့နော်မှန်တော့ဟင်းသာရုံလေးတွေချစ်စရာလေးဒါကကြာပန်းဒါကတော့ကနုတ်တွေထင်တယ်ဒီဘီမရေကူကန်အရင်ကတော့တော်တော်လှခဲ့မဲ့ပုံပဲ